မကျွတ်ပါဘူးငါသားဖေကိုဘာလို့လာကြော့နေရတော့ဟမ်ဖေကိုပြောပါဦးဟမ်ဘာလို့လာကြော့ဟုတ်စားဖေကဆေးရုံမှာလူနာတယောက်ကြောက်ကတ်တဲတန်လို့နေလို့တဲ့အသားကြောက်ကတ်တစ်ချောင်းသွားထုံးမလို့ဖေဒေါက်တာနဲ့လည်းသားဆွမ်းနာပဲဖုံးဆက်ပြီးတော့တိုင်ပင်ပြီးသွားပြီသားအခုအဲ့ဒါဆေးရုံသွားမလို့ဖေကိုလာကြော့တာအဲ့ဖေသားကိုစူးလေးပါလေပေးပါဟာဖေဝမ်းတာလိုက်တာသားရဲ့တားကိုဖေမွေးရဂျွန်းနတ်ပါတာရုဗျာတာရုဒီတစ်ခါ operation သွားလုပ်မှလဲအောင်မြင်စွာခွဲစိတ်နိုင်ပါစေတားရဲ့နော်ဒီလိုလူဒန်းတယ်ဆိုတာလေတော်ရုံ permission နဲ့မလုပ်နိုင်ဘူးတားရဲ့သိလားအားဖေတာတော့မခေါ်သေးတော့ဖေကသားအခုကြောက်ကတ်သွားထုံးမယ်ဆိုတော့သွားလှူမှာမဟုတ်ဘူးဖေဒေါက်တာနဲ့သားဈေးလုံးတွေကိုညှိပြီးသွားပြီသားဒီကြောက်ကတ်ထိုးလို့ရတဲ့ပတ်စံနဲ့သား iPhone 7 Plus ဝယ်ခိုင်းတယ်လို့ဖေဟာငါကဝမ်းတာအားရနဲ့တာရုတွေခေါ်စုတွေပေးနေမင်းက iPhone ကင်စီလို့ဟုတ်လားအေးမင်းဒေါက်တာစီသွားမထုတ်နဲ့မင်းကြောက်ကငါကိုယ်တိုင်ထုတ်ပေးမယ်ဟဲ့